ဆက်ပြိုးရေးပြိုင်ပွဲမှာပထမဆုရသွားမှရှုံးလိုက်ရဲ့ငှုတ်ဒီနဲ့ခန်းချင်းပင်ကိုတပိတပိနဲ့တီအောင်ဘလူးဆိုင်တဲ့ဘလူးဆိုင်လဲဆိုတော့ကျွန်တော်တို့ဆက်လက်ကြည့်ယူခံစားလိုက်ရအောင်နော်ဆိုတော့အဓိကငှုတ်နော်ငှုတ်ဒီလိုပြီးတော့ခန်းချင်းတင်မှိတ်လို့မယ်စက်သွန်နီနဲ့ကုကိတ်တော်တဲ့စီလို့မှာပေါ့နော်ငှုတ်ဒီအမှိတ်ကိုအမှအခုလိုမျိုးပေါ့နော်ဖင်ချစ်ပြီးတော့သူ့အထက်ကနေထိဖြတ်ပေးလိုက်ရမှာပေါ့နော်ငှုတ်ဒီအမှိတ်ကိုပြီးတော့ခန်းချင်းဒီနော်အမှိတ်ကိုလည်းထိတ်ကနေအပေါက်လေးဖောက်ပေးလိုက်ရမယ်နော်ပေါက်လေးဖောက်ပြီးတော့ကျွန်တော်အထက်အနှစ်တွေကိုထုတ်လိုက်မယ်နော်သူ့အထက်အနှစ်တွေကအစီတွေပိုင်နော်အစီတွေအပင်ပြန်ဆက်လို့ရတယ်နောက်ထပ်ကြက်ဥပေါ့နော်ခုနကတော့ရောထားတဲ့ခန့်ရင်ဒီနှစ်ရယ်ကြက်ဥရယ်သွားလိုက်စီရယ်ကျော်သမားမှုပြီးတော့နေပေးလိုက်ရမယ်နော်ပြီးရင်ခန့်ချင်ဒီတွေကိုပြန်ပြီးတော့လောင်းထည့်ပေးရမှာပေါ့နော်မြို့တီကိုကြတော့အပေါက်ဖောက်ထားတဲ့ဘက်ကနေမထည့်ပဲနဲ့ဖင်ဘက်ကနေခန့်ချင်ဒီတွေကိုစိုက်ထည့်ပေးရပါမယ်နော်ဒါကတော့မြေစီလွာကောင်းမှုအတွက်ပေါ့နော်စက်သွန်နီကိုပပလေးလှီးပြီးတော့ခုနကတော့ခန့်ချင်ဒီကိုအဲ့ဒီစက်သွန်နီပေါ်မှာပုံပြီးတော့ပေါ့နော်ကျွန်တော်တို့မြေကြီးနဲ့ပြတ်အုပ်ပေးရပါမယ်နော်ပြီးတော့ရေလေးလောင်းမေးပြီးတော့6တွေ့ပြီးတော့အရေးရတဲ့နေရာလေးမှာဘုံလင်းတစ်ဘုံနဲ့အုပ်ထားပါမယ်နော်နောက်ထပ်တစ်လားလောက်နော်တစ်လားနေပါလောက်ကြာတဲ့အခါမှာအခုလိုမျိုးခန့်ချင်ဒီကနေမြို့ပင်ကနေပေါ့နော်အတက်လေးထွက်လာတွေ့ရပါပြီနော်မျိုးစိတ်နှစ်ခုပေါင်းဆက်ပြီးတော့နော်ရေလေးရွှေလောင်းပြီးတော့ဘာထုတ်လဲဆိုတော့မြစ်ကိုထုတ်လိုက်မယ်နော်ရေလေးရွှေလောင်းပြီးတော့အဲဆိုရင်ကျွန်တော်တို့တခြားနေရာမှာရွှေပြောင်းလို့စိုက်လို့ရပြီနော်ခန့်ချင်ဒီကိုပုံခွာလိုက်မယ်နော်ပုံခွာပြီးတော့ခုနကခန့်ချင်ပင်ကိုကျွန်တော်တို့တခြားနေရာမှာရွှေပြောင်းပြီးတော့စိုက်လို့ရပါပြီပေါ့ဒီချမ်းနေမှာချမ်းရွှေပြောင်းပြီးတော့ကိုလာလေးလောင်းပြီးတော့ပေါ့နော်ကိုလာလေးတော့လောင်းမရရင်နော်အဲဆိုမျိုးစိတ်တစ်ခုကကောင်းမွန်စွာပေါင်းဆက်သွားပြီးတော့ခုလိုမျိုးပေါ့နော်ပင်တပင်တွေကနေခန်းချင်ဒီရောမြုပ်ဒီရောနော်ခန်းချင်ဒီရောမြုပ်ဒီရောတီးတဲ့ပင်ကြီးရလာပါပြီနော်ဒါလေးကတော့မြောင်မျိုးမှတ်ရှုံးလိုက်ရပေါ့နော်ဆက်ပြိုးကြီးပြန်ပြီးမှပထမဆုံးရသွားတယ်စိုက်နီးလေးပေါ့နော်ခန်းချင်တီးလေးတော်လေးတီးတယ်တွေ့ရသလိုမြုပ်တီးလေးတော်လေးတီးရနော်ဟိုမြုပ်တီးဆိုအများကြီးပဲနော်